ကမ္ဘာပေါ်မှာ1960ပြည့်နှစ်ဝန်းကျင်လောက်ကအချိန်တွေအတိုင်းရက်တက်နေကြရတဲ့နိုင်ငံတစ်ခုရှိပါတယ်။ရှေးဟောင်းကားတွေရောင်စုံအဆောက်အဦတွေနဲ့တက်ကြွတဲ့ဂီတသံတွေကြားမှာကမ္ဘာလှည့်ခီးသည်တွေအတွက်တော့ဆွဲမှတ်စရာနိဗ္ဗာန်ပုံတစ်ခုပါ။ဒါပေမဲ့ဒီလိုတာယာတဲ့ရောင်စုံအလှတရားတွေအပြည့်ရဲ့နောက်ွယ်မှာနှစ်ပေါင်းများစွာအမှောင်ကျနေတဲ့နိုင်ငံရေးအားပြိုင်မှုတွေစီးပွားရေးပိတ်ဆို့မှုဒဏ်တွေအများကြီးရှိနေတဲ့အပြင်အမေရိကန်ရဲ့ခြေလှယ်မှုအောက်မှာရှင်သန်နေကြရပြီးကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ကစားကွင်းဖြစ်ခဲ့ရနိုင်ငံတစ်ခုစေစုနှစ်6ခုကျော်ကြာအောင်ဒီလိုအကြက်တဲတွေနဲ့ရင်ဆိုင်ဖြတ်ကျော်နေရတဲ့ပြည်သူတွေရဲ့ရုန်းကန်မှုတွေနေ့စဉ်ရှင်သန်ဖို့တောင်ယနေ့အချိန်ထိခက်ခဲနေရတာတွေရှိနေပါတယ်အဲ့ဒါကတော့ကျူးဘားနိုင်ငံပါဒီနေ့မှာတော့ကျွန်တော်တို့ဟာအမေရိကန်ဖလော်ရီဒါကမ်းခြေနဲ့မိုင်60တာကွာဝေးပြီးဆိုရှယ်လစ်စနစ်ရဲ့နောက်ဆုံးခံတက်လို့တင်စားခံခဲ့ရတဲ့ကျူးဘားနိုင်ငံရဲ့တမိုင်းကြောင်းပထဝီနိုင်ငံရေးအရေးပါမှုနဲ့လက်ရှိအချိန်ထိအဆိုးရွားဆုံးအကြက်တဲတွေကြားမှာဘလို့တွေရင်ဆိုင်ဖြတ်တန်းနေရလဲဆိုတဲ့အကြောင်းတွေကိုသေးစိတ်အတူတူလေ့လာကြည့်အောင်ဗျကျူးဘားဟာကာရေဘီယန်ပင်လယ်မှာအကြီးဆုံးကျွန်းနိုင်ငံဖြစ်ပြီးပထဝီအနေအထားအရအလွန်အရေးပါတဲ့ဗျူဟာမြောက်နေရာမှာရှိနေပါတယ်မက္ကဆီကိုကွေ့အတ္တလန္တိတ်သမုဒ္ဒရာနဲ့ကာရေဘီယန်ပင်လယ်တို့စုံရမှာရှိနေတာကြောင့်ဒီနိုင်ငံကိုပိုင်ဆိုင်သူဟာဒီဒေသရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုထိန်းချုပ်နိုင်တဲ့အတွက်အင်ပါယာတွေကအမြဲတမ်းမျက်စိကျခဲ့ကြတာပါ1492မတိုင်မီအစောပိုင်းကာလတွေမှာကတည်းကဒီကျွန်းမှာတိုင်နိုလို့ခေါ်တဲ့ဒေသခံလူမျိုးတွေအေးချမ်းစွာနေထိုင်ခဲ့ကြပါတယ်1492မှာခရစ္စတိုဖာကိုလမ်ဘတ်စာဒီဒေသကိုစတင်တွေ့ရှိခဲ့ရကနေစပိန်လူမျိုးတွေရောက်လာပြီးနောက်ပိုင်းကိုလိုနီနယ်မြေအဖြစ်နှစ်ပေါင်း400ကျော်ကြာအောင်ဒေသခံတွေဟာယောဂဗျာနဲ့ကျွန်ပြုခံရမှုတွေကြောင့်မျိုးတုံးလူနီးပါးဖြစ်ခဲ့ရပါတယ်ကျူးဘားဟာစပိန်ရဲ့အဖိုးတန်ကိုလိုနီနယ်မြေတစ်ခုဖြစ်လာခဲ့ပြီးနောက်အဲ့ဒီကာလမှာပဲအာဖရိကကနေကျွန်လုံသားပေါင်း8သိန်းကျော်ကိုကျူးဘားနိုင်ငံထဲခေါ်ဆောင်လာကတကြားနဲ့ဆေးရွက်ကြီးစိုက်ပျိုးရေးလုပ်ငန်းတွေမှာခိုင်းစေခံခဲ့ရပါတယ်။ဒါကြောင့်ပဲစီးပွားရေးအနေနဲ့ကျူးဘားဟာကမ္ဘာအဓိကတကြားထုတ်လုပ်ရာနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။လူသန်းပေါင်းများစွာရဲ့သွေးချွေမျက်ရည်တွေနဲ့တိဆောက်ခဲ့တဲ့စီးပွားရေးပါ။ဒီအချက်ကပဲကျူးဘားရဲ့ယဉ်ကျေးမှုဂီတနဲ့ကိုးကွယ်ယုံကြည်မှုတွေမှာအာဖရိကသွေးနှောသွားစေတဲ့အဓိကအကြောင်းရင်းလည်းဖြစ်နေပါတယ်။ကျူးဘားလူမျိုးတွေကစပိန်ကနေလွတ်လပ်ရေးရဖို့ဆယ်စုနှစ်များစွာတိုက်ပွဲဝင်ခဲ့ကြပါတယ်။ကျူးဘားရဲ့အမျိုးသားအာဇာနည်ဟိုဆေးစ်မာတီဟာလွတ်လပ်ရေးအတွက်အရေးပါတဲ့စိတ်ဓာတ်ခွန်အားတွေကိုပေးခဲ့သူတစ်ယောက်ပါ1898ခုနှစ်စပိန်အမေရိကန်စစ်ပွဲမှာအမေရိကန်ကစပိန်ကိုအနိုင်ယူပြီးနောက်ကျူးဘားဟာအမေရိကန်လွတ်လပ်ရေးရခဲ့ပေမဲ့အမေရိကန်ရဲ့ကြီးစိုးမှုအောက်ကနေလွတ်မြောက်မလာခဲ့ရပြန်ပါဘူးကျူးဘားနိုင်ငံကဂွန်တနာမိုရေတပ်စခန်းဟာအမေရိကန်ရေတပ်စခန်းအဖြစ်ဒီနေ့အထိအမေရိကန်လက်အောက်မှာရှိနေတာကသမိုင်းရဲ့ထင်ရှားတဲ့သက်သေတစ်ခုပါ1902ခုနှစ်မှာတရားဝင်လွတ်လပ်ရေးရခဲ့ပေမဲ့အမေရိကန်ကကျူးဘားကိုသူတို့ရဲ့ထိန်းချုပ်မှုအောက်မှာဆက်ရှိနေစေခြင်းတဲ့အတွက်ပလက်အမန်ဒမန့်လို့ခေါ်တဲ့ပလက်ပြင်ဆင်ချက်ကိုကျူးဘားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာမဖြစ်မနေထည့်သွင်းခိုင်းခဲ့တာပါဒီပြင်ဆင်ချက်တွေမှာပါတဲ့အဓိကအချက်တွေကတော့ကျူးဘားရဲ့လွတ်လပ်ရေးဒါမှမဟုတ်တည်ငြိမ်ရေးကိုထိခိုက်လာရင်အမေရိကန်ကစစ်ရေးအရာဝင်ရောက်စွက်ဖက်ခွင့်ရှိရမယ်ဆိုတာရဲ့ကျူးဘားဟာတခြားနိုင်ငံခြားအစိုးရတွေနဲ့စာချုပ်ချုပ်ဆိုတာကျွေးမိယူတာတွေကိုအမေရိကန်ရဲ့သဘောတူညီချက်မပါဘဲလုပ်ပိုင်ခွင့်မရှိရဘူးဆိုတာနဲ့အမေရိကန်ရေတပ်အတွက်ကျူးဘားမြေပေါ်မှာစခန်းတွေချခွင့်ပေးရမယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်ကျူးဘားလူထုကဒါကိုသူတို့ရဲ့အချုပ်အခြာအာဏာကိုထိပါတယ်လို့ယူဆပြီးအပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်ဒါပေမဲ့အမေရိကန်စစ်တပ်တွေကျူးဘားကနေထွက်ခွာသွားဖို့အတွက်တော့နောက်ဆုံးနီလန်တစ်ခုကဒီစာချုပ်ကိုလက်ခံဖို့ဖြစ်လာခဲ့တာပါဒီပြင်ဆင်ချက်ဟာ1934ခုနှစ်ဖရန့်ကလင်ဒီရို့စ်ဖန်ရဲ့ Good Neighbor Policy လက်ထက်အထိအသက်ဝင်ခဲ့ပြီးနောက်ပိုင်းမှာမှအမေရိကန်ကဒီအခွင့်အရေးတော်တော်များများကိုစွန့်လွတ်ခဲ့ပါတယ်ဒါပေမဲ့ကွန်တနာမိုရေတပ်စခန်းကိုတော့ယနေ့အချိန်ထိအမေရိကန်ကဆက်လက်ထိန်းချုပ်ထားနေသေးပါ1902ခုနှစ်မှာဒီပလက်ပြင်ဆင်ချက်ကိုလက်ခံလိုက်တဲ့ကျူးဘားဟာလွတ်လပ်ရေးရခဲ့ပေမဲ့အမေရိကန်ရဲ့လက်ဝေခံအာဏာရှင်ဖူဟန်စီယိုဘတ်တစ်စတာရဲ့လက်အောက်မှာပြည်သူတွေဆင်းရဲတဲ့နက်ခရပြန်ပါတယ်1950ပြည့်နှစ်တွေအထိဘတ်တစ်စတာရဲ့အာဏာရှင်အုပ်ချုပ်မှုအောက်မှာကျူးဘားဟာအမေရိကန်တထေးကြီးတွေနဲ့
မာဖီးယားဂိုင်းတွေရဲ့ကစားကွင်းဖြစ်နေခဲ့တာပါဒါကိုတော်လှန်ဖို့ Fidel Castro, Che Guevara နဲ့ Camilo Cienfuegos တို့ဦးဆောင်တဲ့အဖွဲ့ဟာပျောက်ကြားစနစ်ဆင်နွှဲခဲ့ပြီး1959ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့အာနာရှင်ဘတ်တစတာကိုဖြုတ်ချခဲ့ပြီးအောင်ပွဲခံနိုင်ခဲ့ပါတယ်တော်လှန်ရေးရပြီး2နှစ်အကြာ1961ခုနှစ်မှာတော့ကက်စထရိုဟာမက်စလီနင်ဝါဒီဆိုရှယ်လစ်လို့ကြေညာကကျူးဘားနိုင်ငံတွေကအမေရိကန်ပိုင်လုပ်ငန်းတွေကိုပြည်သူပိုင်သိမ်းခဲ့ပါတယ်။ဒါကြောင့်ပဲအမေရိကန်နဲ့ဆက်ဆံရေးပြတ်ပြားသွားပြီးအမေရိကန်ကစီးပွားရေးပိတ်ဆို့မှုတွေစတင်ခဲ့တာကြောင့်ကျူးဘားဟာဆိုဗီယက်ယူနီယံနဲ့မဟာမိတ်ဖြစ်သွားခဲ့ပါတယ်။1962ခုနှစ်အောက်တိုဘာလမှာတော့ကမ္ဘာကြီးဟာတတိယကမ္ဘာစစ်ဖြစ်လို့နှီးပါအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။အကြောင်းကတော့ Cuban Missile Crisis လို့ခေါ်တဲ့ကျူးဘားဒုံးပြန်အရေးခင်းပါဆိုဗီယက်ယူနီယံကကျူးဘားကျွန်းပေါ်မှာနျူကလ িয়ার ဒုံးကျည်စခန်းတွေလာရောက်တပ်ဆင်ထားတာကိုအမေရိကန်ထောက်လှမ်းရေးရဲ့ U2 ကင်းထောက်လေယာဉ်တွေကရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီဒုံးကျည်တွေဟာအမေရိကန်ရဲ့အဓိကမြို့ကြီးတွေကိုမိနစ်ပိုင်းအတွင်းပစ်ခတ်နိုင်တဲ့အနေအထားမှာရှိနေပါပြီသမ္မတဂျွန် F ကနေဒီခေါင်းဆောင်တဲ့အမေရိကန်အစိုးရဟာရွေးချယ်စရာနှစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်တစ်ခုကချက်ချင်းလေကြောင်းတိုက်ခိုက်ပြီးကျူးဘားကိုကျူးကျော်ဖို့နဲ့နောက်တစ်ခုကရေတပ်ပိတ်ဆို့မှုလုပ်ဖို့ပါကနေဒီဟာစစ်ကြင်ညာခြင်းနဲ့နိုင်ငံရေးအကျိုးဆက်ကိုရှောင်ရှားဖို့အတွက်ဒုတိယနီလန်ကိုရွေးချယ်ခဲ့ပြီးကမ္ဘာသမိုင်းမှာအထူးခြားဆုံး73ရက်ကြာပြင်းထန်တဲ့ရေတပ်ပိတ်ဆို့မှုတွေစတင်ခဲ့တာပါအမေရိကန်သမ္မတကနေဒီကကျူးဘားကိုပင်လယ်ရေကြောင်းကနေဝိုင်းပတ်ပိတ်ဆို့ခဲ့ပြီးဒုံးပြန်တွေကိုဖယ်ရှားဖို့တောင်းဆိုခဲ့ပါတယ်ဒီကာလအတွင်းကမ္ဘာတဝန်းကပြည်သူတွေဟာနျူကလ িয়ার စစ်ပွဲဖြစ်တော့မလားဆိုပြီးထိတ်လန့်နေခဲ့ကြရတာပါနောက်ဆုံးမှာတော့အမေရိကန်ကကျူးဘားကိုကျူးကျော်မှာမဟုတ်ကြောင်းကြေညာပေးပြီးဆိုဗီယက်ကဒုံးပန်တွေကိုပြန်လည်ရုပ်သိမ်းသွားခဲ့လို့စစ်ပွဲကြီးဖြစ်မလာခဲ့တာပါဒါပေမဲ့ဒီအဖြစ်အပျက်ဟာကျူးဘားကိုစစ်အေးတိုက်ပွဲရဲ့ဗဟိုချက်မတစ်ခုဖြစ်သွားစေခဲ့ပါတယ်ဒီအကြက်တဲဟာစစ်အေးတိုက်ပွဲရဲ့အပူဆုံးအချိန်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာမော်စကိုဝါရှင်တန်အရေးပေါ်ဆက်သွယ်ရေးလိုင်း Red Telephone ပေါ်ပေါက်လာခဲ့ပါတယ်ကျူးဘားအတွက်တော့ဒါဟာအမေရိကန်ရဲ့ကျူးကျော်မှုကိုတားဆီးနိုင်ခဲ့တဲ့အောင်ပွဲဖြစ်ပေမဲ့နောက်ထပ်10စုနှစ်ချီရန်စမှုတွေရဲ့အစလည်းဖြစ်ပါတယ်1991ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတာဟာကျူးဘားအတွက်တော့ငလင်အကြီးကျယ်လှုပ်ခတ်သွားသလိုပါပဲကျူးဘားစီးပွားရေးရဲ့85%နှစ်စဉ်ဒေါ်လာဘီလီယံနဲ့ချီတဲ့အကူအညီနဲ့ဈေးကွက်ဟာဆိုဗီယက်အပေါ်မှာမှီခိုနေရတာဖြစ်လို့ရုတ်တရက်အထောက်ပံ့တွေရပ်ဆိုင်းသွားတာဟာကျူးဘားမှာအထူးကာလ special period လို့ခေါ်တဲ့အဆိုးရွားဆုံးစီးပွားရေးအကျက်အတဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။စားနပ်ရိက္ခာပြတ်လတ်မှု၊လျှက်စစ်မီပြတ်တောက်မှုတွေနဲ့တနိုင်ငံလုံးစီးပွားရေးပြိုလဲနှီးပါဖြစ်ခဲ့ရပါတယ်။တစီမလုံလောက်လို့ကားတွေအစားစပိန်တွေကိုသုံးခဲ့ရပြီးလျှက်စစ်မီကတစ်နှစ်ကိုနာရီ20ကျော်လောက်ပြတ်တောက်ခဲ့ပါတယ်။ဒီလိုနဲ့လမ်းတွေပေါ်မှာဆိုဗီယက်ခေတ်ကကားဟောင်းတွေကိုပဲတွာလာရေးမှာအဓိကအသုံးပြုခဲ့ရပုံတွေဟာဒီအခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားခဲ့ရတဲ့တပ်တွေပါဒီလိုအကြက်တဲကာလတွေကြားမှာကျူးဘားလူမျိုးတွေဟာထူးခြားတဲ့ရှင်သန်မှုအမှုပညာတစ်ခုကိုဖန်တီးထားနိုင်ခဲ့ပါတယ်အပိုပစ္စည်းမရနိုင်တဲ့1950ခုနှစ်ကကားအိုကြီးတွေကိုရုရှားအင်ဂျင်တွေတိုယိုတာဂီယာတွေနဲ့ပြုပြင်ပြီးဒီနေ့အထိမောင်းနှင်နေနိုင်တာကသူတို့ရဲ့တီထွင်နိုင်စွမ်းကိုပြသနေတာပါကျူးဘားဟာပညာတတ်လူဦးရေ 89.9% ထိရှိပြီးအထက်တန်းအဆင့်နဲ့အထက်ပညာတတ်တွေများပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကနိုင်ငံစရဲပေမဲ့လူတိုင်းအတွက်အခမဲ့ပါ။နောက်ပြီးကျူးဘားဟာကျန်းမာရေးကဏ္ဍမှာဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ရင်ပေါင်တန်းနိုင်အောင်ကြိုးစားခဲ့ပါတယ်။ကမ္ဘာတဝန်းကိုဆရာဝန်တွေစေလွှတ်ပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့အဖြူရောင်ဝတ်စုံရှင်များရဲ့တန်တမန်ရေးရာဟာလည်းကျူးဘားရဲ့ဂုဏ်ယူစရာတစ်ခုပါ။2018ကစပြီးမိုဘိုင်းအင်တာနက်တွေရရှိလာတာဟာလည်းကျူးဘားလူဖွဲ့စည်းကိုပြောင်းလဲစေတဲ့အဓိကတော်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ကျူးဘားဟာကမ္ဘာမှာလက်ကျန်အနှဲငယ်သာရှိတော့တဲ့တပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံပါ။ Fidel Castro ကွယ်လွန်ပြီးနောက်ညီဖြစ်သူ Raul Castro ကဆက်လက်အုပ်ချုပ်ခဲ့ပြီး Castro ညီကိုတွေခေတ်ကုန်ဆုံးသွားတဲ့2019မှာ Miguel Diaz-Canel ကသမ္မတဖြစ်လာခဲ့ပါတယ်။သူဟာတော်လှန်ရေးအပြီးမှမွေးဖွားတဲ့ပထမဆုံးခေါင်းဆောင်ဖြစ်ပေမဲ့နိုင်ငံရေးစနစ်ကတော့ကွန်မြူနစ်ပါတီတစ်ခုတည်းကသာဆက်လက်ချုပ်ကင်ထားသေးပါ21ရာစုဝင်လာတဲ့အခါကျူးဘားဟာတဖြည်းဖြည်းတကားဖွင့်လာခဲ့ပါတယ်ကမ္ဘာလက်ခီးသွားလုပ်ငန်းတွေကိုအားပေးလာတယ်ပြည်ပပို့ကုန်တွေတိုးချဲ့ခဲ့တယ်2021ခုနှစ်နောက်ပိုင်းအသေးစားနဲ့အလတ်စားပုဂ္ဂလိကစီးပွားရေးလုပ်ငန်း
MSME တွေကိုတရားဝင်ခွင့်ပြုလိုက်တာဟာကျူးဘားရဲ့အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကျူးဘားလူမျိုးတွေရဲ့နေ့စဉ်ဘဝဟာမလွယ်ကူသေးပါဘူး။အခြေခံလစာနည်းတာတွေနဲ့ပစ္စည်းဈေးနှုန်းတွေမြင့်တက်နေတာတွေရှိနေသေးပါ။လူအများစုအတွက်နှစ်စဉ်ဒေါ်လာ1200လောက်ပဲရှိတဲ့ပြန်မျှဝင်ငွေနဲ့ဘဝကိုရုန်းကန်နေရပါတယ်။ဒါ့အပြင်ဝင်ငွေကွာဟမှုတွေလည်းနိုင်ငံအတွင်းမှာရှိနေပါတယ်။2021ခုနှစ်မှာကျူးဘားစီးပွားရေးဟာပြိုလဲလို့နှီးပါအခြေအနေကိုရောက်သွားပါတယ်။ COVID-19 ကြောင့်ကမ္ဘာလက်ခရီးသွားလုပ်ငန်းပြိုလဲသွားတာအမေရိကန်ရဲ့ပိတ်ဆို့မှုတွေပုံမတင်းကျပ်လာတာနဲ့ငွေကြေးစနစ်ပြုပြင်ပြောင်းလဲမှုမှားယွင်းတာတွေကြောင့်ငွေကြေးဖောင်းပွားမှုဟာအစမတန်မြင့်တက်ခဲ့ပြီးအစားအစာဆေးဝါးနဲ့လောင်စာဆီပြက်လက်မှုတွေကြောင့်ပဲ2021ခုနှစ်ဇူလိုင်လမှာကျူးဘားသမိုင်းတစ်လျှောက်အကြီးမားဆုံးသောအစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်။အကြက်အတဲရဲ့နောက်ထပ်တက်ရောက်မှုတစ်ခုကလူငယ်တွေဟာနိုင်ငံကနေထွက်ခွာသွားတာပါပဲ။2021ခုနှစ်နောက်ပိုင်းတိတ်နဲ့ချီတဲ့ကျူးဘားလူငယ်တွေဟာအမေရိကန်ကိုထွက်ခွာသွားကြပါတယ်။ဒါဟာနိုင်ငံရေးမကျေနပ်ချက်တဲ့ဘဝရှင်သန်ရေးအတွက်ဆုံးဖြတ်ချက်တစ်ခုလို့ဆိုနိုင်ပါတယ်။လူငယ်တွေဟာပုံမကောင်းမွန်တဲ့ဘဝတွေအတွက်နိုင်ငံကိုစွန့်ခွာပြီးအစုလိုက်အပြုံလိုက်ထွက်ခွာနေကြတာပါ။အခုလက်ရှိ2026ခုနှစ်မှာလဲကျူးဘားဟာဆယ်စုနှစ်များစွာအတွင်းအဆိုးရွားဆုံးစီးပွားရေးအကျပ်တဲကိုရင်ဆိုင်နေရတော့မှာဗင်နီဇွဲလားကဈေးသက်သာတဲ့ရေနံတင်ပို့မှုရပ်တန့်သွားတာအရေးကြီးဆုံးကထပ်မံတင်းကျပ်လာတဲ့အမေရိကန်ရဲ့ပိတ်ဆို့မှုပါပဲထရန့်အစိုးရဟာကျူးဘားကိုရေနံတင်ပို့တဲ့နိုင်ငံတွေကိုအခွန်ကောက်မယ်လို့ချိန်ချောက်ပြီးစီးပွားရေးကိုပုံမချုပ်ကင်လာပါတယ်နေ့စဉ်နိုင်ပေါင်းများစွာမီးပြတ်တောက်မှုတွေကြောင့်ဈေးရုံတွေမှာခွဲစိတ်မှုတွေရွှေ့ဆိုင်နေရပြီးစားနပ်ရိက္ခာဈေးနှုန်းတွေအစမတန်မြင့်တက်လာတဲ့နောက်ပိုင်းကျောင်းတွေလည်းပိတ်ထားရပါတယ်ဓာတ်ဆီဆိုင်တွေမှာမိုင်းနဲ့ချီတန်းစီနေရတဲ့မြင်ကွင်းဟာမြို့တော်ဟာဗာနာရဲ့နေ့စဉ်ပုံရိပ်တွေဖြစ်လာပါတယ်ဒီလိုအခြေအနေမျိုးမှာကျူးဘားခေါင်းဆောင်ပိုင်းပြောင်းလဲမှုရှိလာနိုင်လားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်နေပါတယ်သမ္မတမီဂဲဒိုင်ယက်ကာနယ်ကတော့အရေးပေါ်စီးပွားရေးပြုပြင်ပြောင်းလဲမှုလိုအပ်ကြောင်းမကြာသေးမီကပြောကြားခဲ့ပါတယ်စီးပွားရေးလုပ်ငန်းတွေကိုလွတ်လပ်ခွင့်ပေးမယ်နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုဖိတ်ခေါ်မယ်ပြည်ပရောက်ကျူးဘားတွေရဲ့ယင်းနှိမ့်မြုပ်နှံမှုကိုအားပေးမယ်လို့ဆိုပါတယ်ဝေဖန်သူတွေကတော့ဒါဟာအဟောင်းအတိုင်းစက်ထိန်ထားခြင်းတဲ့သဘောလို့ဆိုပါတယ်တကယ်နိုင်ငံရေးလွတ်လပ်ခွင့်ကိုမပေးဘဲစီးပွားရေးကိုနည်းနည်းပဲပြုပြင်ပြောင်းလဲတာဟာပြဿနာရဲ့အရင်းမြစ်ကိုမဖြေရှင်းနိုင်ဘူးလို့သူတို့ကယူဆနေကြပါတယ်ဒီကနေ့ကျူးဘားမှာလူငယ်တယောက်အတွက်အနာဂတ်မျိုးဆက်သစ်တွေဟာပြောင်းလဲမှုကိုတောင်းဆိုနေကြပေမဲ့လမ်းပေါ်ထွက်ဆန္ဒပြတာမျိုးထက်နိုင်ငံကိုစွန့်ခွာသွားတဲ့လမ်းကြောင်းကိုပဲရွေးချယ်နေကြပါတယ်ကျူးဘားဟာကိုလိုနီစနစ်အာဏာရှင်စနစ်တပါတီစနစ်များရဲ့စစ်အေးတိုက်ပွဲနဲ့စီးပွားရေးပိတ်ဆို့မှုပေါင်းများစွာကိုကြက်ကြန့်ခံကြော်ဖြတ်လာခဲ့တဲ့ကျွန်းနိုင်ငံတစ်ခုပါဒီနေ့မှာတော့ကျူးဘားဟာအတိတ်ကတော်လှန်ရေးအမှတ်တရတွေနဲ့အနာဂတ်ပြုပြင်ပြောင်းလဲမှုလိုအပ်ချက်တွေကြားကလမ်းစုံမှာရောက်နေပါတယ်အချက်တွေဘယ်လောက်ပဲရှိနေပါစေကျူးဘားလူမျိုးတွေရဲ့ဂီတအပြုံးနဲ့မလျှော့သောဇွဲစိတ်ဓာတ်တို့ကတော့ဒီကျွန်းနိုင်ငံလေးကိုကမ္ဘာမြေပုံပေါ်မှာထူးခြားတဲ့နေရာတစ်ခုအဖြစ်ဆက်လက်တည်ရှိစေအောင်ပါအချိန်ပေးကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်